တစ်ဖက်မှာတော့ဝေဒခင်လေးရဲ့အဖေဖြစ်သူစစ်နက်ဖျားဟာအိမ်တော်ထဲမှာတရားထိုင်နေခဲ့တယ်။အဲ့ချိန်မှာပဲသူ့စီကိုသူ့ရဲ့သားဟာအသက်အန္တရာယ်စိုးရိမ်ရကြောင်းအချက်ပြမှုတစ်ခုရောက်လာခဲ့တယ်။သူ့သားဖြစ်သူနဲ့အတူလွတ်လိုက်တဲ့စီနီယာစစ်တီ2ယောက်ကိုခေါ်ဖို့ကြိုးစားပေမဲ့ခေါ်လို့မရခဲ့ဘူး။အဲ့ဒါကြောင့်သူဟာစစ်တီတော်ရှာဖွေရေးစနစ်ကိုသုံးပြီးသူ့သားတီနေရရဲ့မိုင်တရာပတ်လဲလဲကစစ်နက်ဖျားတွေကိုရှာဖွေခိုင်းလိုက်တယ်။မိုင်တရာပတ်လဲမှာစစ်နက်ဖျားတွေမရှိတဲ့အတွက်မဟာမိတ်အဖွဲ့ရဲ့ထောက်ခံမှုကိုယူကာစစ်ပရင်အဆင့်တွေကိုရှာဖွေခိုင်းလိုက်တယ်။ပြီးတဲ့နောက်မှာတော့စစ်နက်ဖျားလီနဲ့စစ်နက်ဖျားဝန်တို့ကိုအကူအညီတောင်းကသူ့သားရဲ့တီနေရကိုတွားကြည့်ခိုင်းလိုက်တယ်။တစ်ဖက်မှာတော့လော်ဖုံးဟာအခင်းဖြစ်ပွားတဲ့နေရာကနေအမြန်ဆုံးထွက်လာခဲ့တယ်။လီဝင်းမီသားစုဟာဂျိုထုသုံးပြီးရှာဖွေမဲ့ဆိုပြဿနာတက်မှာဖြစ်တဲ့အတွက်အမြန်ဆုံးပဲပြေးထွက်လာခဲ့တယ်။အဲ့ချိန်မှာပဲလေရင်နှစ်စီးဟာအခင်းဖြစ်ပွားခဲ့တဲ့နေရာဘက်ကိုဥတီပြန်တန်းသွားတာကိုမြင်လိုက်ရတဲ့အတွက်လော်ဖုံးလည်းတော်တော်စိုးရိမ်သွားခဲ့တယ်။အခင်းဖြစ်ပွားတဲ့နေရာကိုလေရင်တွေရောက်လာခဲ့ပြီးဝေဒခင်လေးရဲ့အဖေနဲ့အမေစစ်နက်ဖျား2ယောက်လည်းဆင်းလာကြတယ်။သူတို့သားရဲ့အလောင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမေဖြစ်သူကအားရပါးရငူနေခဲ့တယ်။အရင်ရောက်နေတဲ့စစ်နက်ဖျားဝန်နဲ့စစ်နက်ဖျားလီတို့ရဲ့ပြောပြချက်အရသူတို့ရဲ့သားဖြစ်သူဟာသားရဲ့လက်ချက်နဲ့တေဆုံးတာဖြစ်ပေမဲ့ဘေးနာကစစ်တီ3ယောက်ကတော့လူတစ်ယောက်ရဲ့လက်ချက်ဖြစ်ကြောင်းပြောပြတယ်။အခင်းဖြစ်ပွားတဲ့ဒီနေရာနဲ့မိုင်တရာအကွာအဝေးတွင်းမှာလည်းအစင်းမြင့်စစ်ဘရင်နဲ့အလဲလက်စစ်ဘရင်အပြင်စစ်တီအစင်းများသာရှိတဲ့အတွက်သူ့သားရဲ့တက်တော်ဆောင်ဖွဲ့ကိုတပြိုင်နက်တည်းရှင်းပြနိုင်မှာမဟုတ်ကြောင်းကောက်ချက်ချတယ်။စစ်နက်ဖျားလီနဲ့စစ်နက်ဖျားဝန်တို့ကလည်းလူသက်သမားဟာဟူရာအဖွဲ့ဝင်တွေကိုတက်ခဲ့တဲ့သူနဲ့အတူတူပဲဖြစ်မယ်လို့သူတို့ရဲ့အယူဆကိုပြောပြတယ်။လူသက်သမားဟာစစ်နက်ဖျားအဆင့်ဖြစ်ပြီးသူ့ခွန်အားကိုဖိနှိပ်ထားတာဖြစ်နိုင်ကြောင်းနဲ့နောက်ခံမှန်းချက်တစ်ခုကတော့လူသက်သမားဟာဝိညာဉ်သခင်ဖြစ်နိုင်ကြောင်းကောက်ချက်ချကြတယ်။ပေါ်လီနာအိမ်တော်သခင်ရဲ့ညီမဖြစ်သူဝန်သခင်လေးရဲ့အမေကတော့လူသက်သမားအကြောင်းပြောပြနိုင်သူကိုဘီလီယံ100ချီးမြှင့်မယ်လို့စုကြေးထုတ်လိုက်တဲ့အတွက်ဘေးနာကစစ်နက်ဖျားတွေအံ့ဩကုန်ကြတယ်။ဘီလီယံ100ဆိုတဲ့ပမာဏဟာစစ်နက်ဖျားတစ်ယောက်ရဲ့တသက်တာပိုင်ဆိုင်မှုထက်ပိုများပါတယ်။တိတ်မကြခင်မှာပဲဘီလီယံ100စုကြေးထုတ်တဲ့သတင်းဟာနေရာအနှံ့ပြန့်နှံ့သွားခဲ့တယ်။များပြားလာတဲ့စုကြေးရဲ့သတင်းကြောင့်စစ်တီတော်တွေလည်းစတင်ကစုံစမ်းမှုတွေပြုလုပ်ကြတယ်။တစ်ဖက်မှာတော့လော်ဖုံးဟာစွန့်ပစ်မြေရဲ့အဆောက်အဦတစ်ခုမှာနားနေခဲ့တယ်။စုကြေးငွေကြောင့်သတင်းတက်လာတဲ့အတွက်သူလည်းအံ့ဩနေခဲ့တယ်။သတင်းမှာတရက်ခန့်ဟာဝိညာဉ်သခင်ဖြစ်နိုင်ကြောင်းခံမှန်းချက်ကိုထည့်သွင်းထားတဲ့အတွက်လော်ဖုံးလည်းခေါင်းဆောင်လိုရိပ်မိမှာကိုစိုးရိမ်နေခဲ့တယ်။ခဏအကြာမှာပဲခေါင်းဆောင်စီကဖုန်းခေါ်လာတဲ့အတွက်လော်ဖုံးလည်းအနှဲငယ်စိုးရိမ်သွားခဲ့တယ်။ဒါပေမဲ့စွန့်ပစ်မြေမှာတယောက်တည်းကြံခဲ့တာဖြစ်တဲ့အတွက်စိတ်ပူကြောင်းခေါင်းဆောင်ကပြောတဲ့အတွက်လော်ဖုံးလည်းစိတ်ထဲပေါ်သွားခဲ့တယ်။စိတ်ထဲပေါ်သွားအောင်ချစ်ရတဲ့ကောင်မလေးယူရှင်းစီဖုန်းဆက်ကစကားဆက်မိပြောရင်းအချိန်ကုန်ဆုံးလိုက်တယ်။နောက်နေ့စောစောမှာတော့အနှောက်ယှက်ကင်းစွာနဲ့လျှက်စီးသားရဲ့တတိယအဆင့်ကိုလေ့ကျင့်နေခဲ့တယ်။တားရဲတွေနဲ့တိုက်ခိုက်ရင်းနဲ့ပဲလျှက်စီးသားရဲ့တတိယအဆင့်ကိုနားလေသဘောပေါက်သွားတယ်။စွန့်ပစ်မြေကနေအိမ်ကိုပြန်လာခဲ့ပြီးဌာနချုပ်မှာတားရဲအမဲလိုက်ရလက်ကိုတင်သွင်းလိုက်တဲ့အတွက်လော်ဖုံးလည်းအငယ်တန်းစစ်ဘရင်အဆင့်စစ်တီတော်ဖြစ်လာခဲ့တယ်။ပြီးတဲ့နောက်မှာကိုပိုင်ခွန်အားကိုတိုးမြင့်ဖို့အတွက်လျှက်စီးသားရဲ့စတုထအဆင့်ကျင့်စဉ်ကိုဝယ်ယူလိုက်တယ်။နဂါးဥကိုမြင်ရင်သူဟာလူသက်တရက်ခံဖြစ်ကြောင်းသိသွားမှဆိုတဲ့အတွက်မှောင်ကိုဈေးကွက်အကြောင်းစုံစမ်းကမှောင်ကိုဈေးကွက်မှာရောင်းချဖို့ဆုံးဖြတ်လိုက်တယ်။နဂါးဥကိုယူကမှောင်ကိုဈေးကွက်ကိုထွက်လာပြီးမကြခင်မှာပဲသူ့ညီလေးရဲ့ဖုန်းထဲကိုစာတစ်စောင်ရောက်လာခဲ့တယ်။လော်ဖုံးရဲ့ညီလေးအာဟွာဟာမတန်ဆွမ်းတစ်ယောက်ဖြစ်တဲ့အတွက်အာဟွာရေးစားရဲ့မိဘတွေကသူတို့သမီးနဲ့သဘောမတူကြဘူး။လော်ဖုံးထွက်လာပြီးခဏကြာမှပဲသူ့အမေကအိမ်ကိုအမြန်ပြန်လာခဲ့ဖို့ဖုန်းခေါ်လာခဲ့တယ်။သူ့ညီလေးအာဟွာဟာဝီချဲနဲ့ရေကူးကန်တဲ့ဆင်ကကိုတက်တေဖို့စူးစမ်းခဲ့တဲ့အတွက်ဆေးရုံရောက်နေခဲ့တယ်။ဆရာဝန်ကအသက်အန္တရာယ်မရှိတော့ဘူးပြောတဲ့အချိန်မှာအကုန်လုံးလဲစိတ်သက်သာရာရသွားကြတယ်။လော်ဖုံးလဲသူ့ညီရဲ့ခြေထောက်တွေပြန်ကောင်းလာဖို့အတွက်နဂါးဥကိုရောင်းကအသက်ရည်စင်လို့ခေါ်တဲ့ဆေးတစ်မျိုးကိုရအောင်ဝယ်ရမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။အချက်လက်တူတွေတုံးကဟိုတယ်တစ်ခုမှာနဂါးဥဝယ်မဲ့သူနဲ့တွေ့ဆုံခဲ့ကြပြီးဝယ်သူဘက်ကလည်းနဂါးဥနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေပြုလုပ်လိုက်တယ်။သူတေသနာလုပ်ဖို့အတွက်အဆင့်မီတဲ့အတွက်ဝယ်သူကလည်းတန်း90နဲ့ဈေးဖြတ်လိုက်ပြီးလော်ဖုံးရဲ့ဖုန်းထဲကိုလွှဲပေးလိုက်တယ်။သူတို့ရဲ့သဘောတူညီမှုကိုလျှို့ဝှက်ထားပေးမယ်လို့ကိုယ်စားလှယ်ကကတိပေးတဲ့အတွက်လော်ဖုံးလည်းစိတ်တက်တာနဲ့ပြန်လာခဲ့တယ်။လမ်းမှာသူ့ညီလေးအာဟွာရဲ့ရီးစားနဲ့စုံမိပြီးသူ့ညီလေးအတွက်စာတစ်စောင်ကိုလည်းပေးခဲ့လိုက်တယ်။စာထဲမှာတော့ချစ်သူကောင်းမလေးကမတန်ဆွမ်းဖြစ်နေလဲလက်မလျှော့ဖို့နဲ့သူတို့နှစ်ယောက်ဘဝအတွက်သူမလည်းလက်လျှော့မှာမဟုတ်ကြောင်းရေးထားတယ်။လော်ဖုံးလည်းသူ့ညီလေးကိုနှစ်သိမ့်ပေးကအားမငယ်ဖို့နဲ့သူ့စီမှာအသက်ရည်စင်ဆိုတဲ့ဆေးတစ်မျိုးကိုဝယ်ပေးဖို့ပတ်စံလုံးလောက်ရှိကြောင်းပြလိုက်တယ်။
တစ်ဖက်မှာတော့ပေါ်လီနာအိမ်တော်ထဲမှာလူသက်သမားနဲ့ပတ်သက်ပြီးဆွေးနွေးနေခဲ့ကြတယ်။တန်တရားရှိသူ26ယောက်ရှိပြီးထိုလူတွေဟာဟူရာအဖွဲ့နဲ့ရန်ညိုးရှိသူတွေလည်းပါဝင်ပြီးမဟာမိတ်အဖွဲ့နဲ့စိတ်သဘောထားချင်းမတူတဲ့သူတွေလည်းပါဝင်ကြတယ်။စစ်နက်ဖျားလီဟောက်ကတော့တန်တရားရှိသူတွေကိုတယောက်ချင်းအချက်လက်စုံစုံလင်းလင်းစုံစမ်းစစ်ဆေးဖို့သူတပည့်ကိုပြောလိုက်တယ်။နောက်နေ့မှာတော့လော်ဖုံးလဲကြီးရှင်းကမ်းမထဲမှာခေါင်းဆောင်မှုဆိုသူနဲ့လေ့ကျင့်နေခဲ့တယ်။အစောပိုင်းတိုက်ခိုက်မှုတွေမှာခေါင်းဆောင်မှုကတာနေပေမဲ့နောက်ပိုင်းတိုက်ခိုက်မှုတွေမှာတော့လော်ဖုံးကပိုပြီးတာလာခဲ့တယ်။လော်ဖုံးရဲ့လက်သီးဟာ28တန်ရှိတဲ့အတွက်အချိန်တိုအတွင်းအမြန်တိုးတက်လာတာကိုကြည့်ပြီးခေါင်းဆောင်ကအံ့ဩနေခဲ့တယ်။ဒါပေမဲ့ခေါင်းဆောင်မသိလိုက်တာကဒီတိုက်ခိုက်ရေးလေ့ကျင့်မှုမှာလော်ဖုံးကစိတ်ဝိညာဉ်ကိုမသုံးခဲ့ပါဘူး။စိတ်ဝိညာဉ်ကိုသာသုံးမဲ့ဆိုအငယ်တန်းစစ်နက်ဖျားကိုရှင်နိုင်လောက်တယ်လို့လော်ဖုံးလဲစိတ်ထဲကနေတွေးနေမိတယ်။လေ့ကျင့်ရေးပြီးလို့လော်ဖုံးပြန်တဲ့အချိန်မှာတော့ခေါင်းဆောင်ကကြည်ရှမ်းခမ်းမကအကြီးအကဲတယောက်ကိုဖုံးခေါ်ကလော်ဖုံးကိုအထူးလေ့ကျင့်မှုပေးဖို့တောင်းဆိုလိုက်တယ်။သူ့ရဲ့အရေးချင်းနဲ့ဆိုအထူးလေ့ကျင့်မှုမပေးရင်အရန်နှမျောဖို့ကောင်းမှာဖြစ်ကြောင်းရှင်းပြလိုက်တယ်